ဒီဘလော်လေးကတော့မင်္ဂလာတုံမြို့နယ်မှာတည်ရှိတဲ့ဓာတ်တော်မွေတော်ကံကူစီတီတော်ခေါ်ဗဒမြားကျောင်းတော်ရာကိုစပိန်နဲ့တွားရောက်ခဲ့တဲ့ခီးစဉ်ပဲဖြစ်ပါတယ်။ဒီခီးစဉ်လေးကစပိန်စီးရတာကိုနှစ်သက်သူတွေအတွက်ရောဖျားဖူးရေးစိတ်ပန်းဖြည့်ခြင်းသူတွေအတွက်ပါအထူးတင်တော်တဲ့နေရာလေးတစ်ခုဖြစ်လို့ကျွန်တော်နဲ့အတူတူလိုက်ပါစီနေရင်ဒီဒီတော်ရဲ့တမိုင်းကြောင်းနဲ့ထူးခြားချက်တွေကိုလေ့လာကြည့်လိုက်ကြရအောင်။ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာစပိန်စီးရတာကလည်းတမျိုးအရသာရှိပါတယ်။မနက်ခင်းရဲ့လက်ဆက်သက်လေးကိုရှူရှာရင်းစပိန်နေရတာကတကယ်ကိုလန်းဆန်းစေပါတယ်။ခီးစဉ်လမ်းကြောင်းလေးကတော့တာဂီတာသင်္ကန်းကျွန်းမြောက်တကုတ်မြောက်ကလာရွှေပေါကန်ကနေမင်္ဂလာတုံတီးဖြစ်ပြီးအကွာဝေးကတော့ကီလို30ကျော်ရှိပါတယ်။လမ်းတစ်လျှောက်မြင်ရတဲ့မြင်ကွင်းတွေကလည်းစိတ်ဝင်စားစရာပါမြို့ပြရဲ့ရှုပ်ထွေးမှုတွေကနေတဖြည်းဖြည်းဝေးကွာလာပြီးကျေးလက်ဆန်တဲ့ရှူခင်းတွေစိတ်ဆူနေတဲ့လက်ကွင်းတွေကိုမြင်ရတော့စိတ်ထဲမှာလန်းဆန်းသွားပါတယ်သားစီးလာမယ်ဆိုရင်တော့အမှတ်3လမ်းမကြီးတိုင်းပလဲလန်းစုံမရောက်ခင်ရခိုင်ကျောင်းမတိုင်မှာဆင်းပြီးညာဘက်ကကန္နမာလမ်းထဲကိုချုံးဝင်ရမှာပါကဲအခုဆိုရင်တော့ဓာတ်တော်မွေတော်ကံကူစီတော်ကြီးစီကိုရောက်ပြီဖြစ်ပါတယ်ဒီနေရာလေးကတကယ်ကိုအေးချမ်းပြီးတာယာလှပပါတယ်မြို့ပြရဲ့စူညံတန်လေးနဲ့ကင်းဝေးပြီးစိတ်ကိုအနာပေးဖို့အကောင်းဆုံးနေရာတစ်ခုပါပဲဒေဒီတော်ရဲ့ခမ်းနားမှုကလည်းအဝေးကလေးကစိတ်ကိုကြည်နူးစေပါတယ်ဒီစရီတော်ကြီးရဲ့ထူးခြားချက်ကဗကန်ခေတ်ဖျားပုံစံ၃မျိုးကိုပေါင်းဆက်တည်ဆောက်ထားတာပါအောက်ခြေကအာနန္ဒာဘုရားပုံစံလှိုင်မှုတစ်ပွဲအလယ်ကစူရာမဏီနဲ့အထက်ကတော့တပ်ပေညူဘုရားပုံစံတွေနဲ့တည်ထားတာဖြစ်ပါတယ်။ရန်တော်108ပေမြင်ပြီးပတ်ဝန်းကျင်မှာအရန်စီဒီအစုပေါင်း180ရှိလို့စုစုပေါင်း181စုဖြစ်ပါတယ်။တကယ်ကိုခမ်းနားထည်ဝါပြီးဒီဒီတော်အတွင်းမှာမူဒရဟန်၄မျိုးကွဲပြားတဲ့ရတော်မူဘုရား၄စုကိုလည်းပူးမြော်နိုင်ပါတယ်။ဒီစီရီတော်ထဲမှာရှမ်းပြည်နယ်အဆက်ဓာတ်တော်တောင်ကနေပြင့်ဆောင်လာတဲ့မြတ်စွာဘုရားရှင်ရဲ့ဓာတ်တော်မွေတော်တွေအပြင်တကိုးကြီးရဟန္တာတွေဖြစ်ကြတဲ့ဘေးရန်အန္တရာယ်ကင်းဝေးရမှာဘွယ်ထူးရထားတဲ့အရှင်မဟာမောက္ကလန်နဲ့လက်လာဘပေါ်များရမှာဘွယ်ထူးရရှိထားတဲ့အရှင်တီဝလိကိုတော်မြတ်ကြီးတို့ရဲ့ဓာတ်တော်တွေကိုလည်းဌာပနာထားတယ်လို့သိရပါတယ်ဒီလိုဝင်းအတွင်းမှာစိတ်လက်ကြည်ပြရေကန်နဲ့ငကယုံဖျားစတဲ့တာယာလှပတဲ့ရှုခင်းမြင်ကွင်းတွေကြောင့်စိတ်ကြည်လင်အေးချမ်းမှုကိုခံစားနိုင်မှာဖြစ်ပါတယ်ဒီလိုနေရာမျိုးကိုစပိန်လေးနဲ့လာရောက်ဖူးမြော်ရတာတကယ်ကိုစိတ်ကြည်နူးစရာကောင်းပါတယ်မြို့ပြရဲ့စူညံမှုတွေဖိစီးမှုတွေကနေခဏတာနားယူပြီးစိတ်ကိုကြည်လင်စေဖို့အကောင်းဆုံးနေရာတစ်ခုပါပဲဒေဒီတော်ရဲ့တမိုင်းကြောင်းတွေ
ဘီတုကလက်ရာတွေကိုလေ့လာရင်စိတ်ထဲမှာငြိမ်းချမ်းမှုကိုခံစားရပါတယ်ဒီလိုနေရာလေးတွေကကျွန်တော်တို့ရဲ့စေရောကိုယ်ပါအနားယူအပန်းဖြေဖို့အတွက်တကယ်ကိုအဖိုးတန်တဲ့နေရာတွေပါပဲကဲဒီနေ့ကျွန်တော်တို့ရဲ့ကန်ကူစီတီတော်စပိန်ခီးစီလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီဒီလိုစိတ်ချမ်းသာစရာတမိုင်းဝင်ပြီးထူးခြားတဲ့နေရာလေးကိုပရိသတ်ကြီးလဲတစ်ခေါက်လောက်လာရောက်ဖူးမြင်နိုင်ကြပါသေးလို့ဖိတ်ခေါ်ရင်းကျွန်တော်ရဲ့ vlog လေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်နောက်ထပ်စိတ်ဝင်စားစရာခီးစဉ်တွေနဲ့ပြန်လာခဲ့ပါဦးမယ်အားလုံးပဲဘေးရန်ကင်းကွာကျမ်းမာချမ်းသာကြပါစေ။